မတ်လ17ရက်နေ့တနေ့တာအတွက်ကံမြိုင်လက်ကြီး channel ကနေပြီးတော့ Numerology Astrology ရရင်ခုန်စရာ key break တွေနဲ့အတူအကောင်းတဲ့ကဏ္ဍလေးတွေကိုပြောပြပြသွားမှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာကံမြိုင်လက်ကြီးတဲ့ YouTube channel ကနေမိတ်ဆွေတို့ကိုကြိုဆိုပါရစေဒီကနေ့က3လပိုင်း17ရက်နေ့မတ်လ17ရက်နေ့တနေ့တာအတွက်ကံမြိုင်လက်ကြီး channel ကနေပြီးတော့ Numerology Astrology ရရင်ခုန်စရာ key break တွေနဲ့အတူအကောင်းတဲ့ကဏ္ဍလေးတွေကိုပြောပြပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒီကနေ့မတ်လ3ရက်နေ့အင်္ဂါနေ့အတွက်အကောင်းဆုံး1 chain ကတော့86ဖြစ်ပါတယ်68ဖြစ်ပါတယ်ခင်ဗျ68ပါခင်ဗျဒီနေ့အတွက်အကောင်းဆုံးတစ်လုံးကိုရွေးချယ်ပေးပါဆိုလို့ရှိရင်တော့6စစ်ပဲဖြစ်ပါတယ်ခင်ဗျအကောင်းဆုံးကဏ္ဍအထူးကဏ္ဍလေးကိုဒုတိပါစတန်နဲ့အတူ astrology numerology ရထပ်မံရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့လူကြီးမင်းတို့အနေနဲ့စစ်ကိုသဘောကျလို့ရှိရင်38နဲ့ကပ်ပါ6368ပါတကယ်လို့8ကိုသဘောကျလို့ရှိရင်တော့16နဲ့ကပ်ပါခင်ဗျ8186နဲ့ကပ်ပါအားလုံးများကံကောင်းပျော်ရွှင်ငွေဝင်ကြပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့